အားလုံးပဲမင်္ဂလာပါရွှေခေ animation ဝါ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုမြန်မာရွေရမုံကြီးတွေကမှဘိမုံလုံးကြီးလေးကိုလုပ်ပြသွားမှာဖြစ်ပါတယ်ပါဝင်ပစ္စည်းလေးတွေကတော့ကောင်းညမုံဘိန်းစေးအုံသီးဆန်အုံနိုးစံမုံထိုးဘက်ထညက်တို့ပဲဖြစ်ပါတယ်ပါဝင်ပစ္စည်းအလုံးကိုဇန်နတစ်ခုထဲမှာရောမွေပြီးသမအောင်မွေပေးရပါမယ်ဒီမုံနဲ့လေးမပြတ်မချဲနေထားရပြီဆိုရင်မုံနဲ့လေးရပါပြီနော်ဒီအေးအေးလေးပေါ်မှာအိုးလေးပူလာပြီဆိုရင်ထောပတ်လေးအနှိမ့်ငယ်ထည့်ပေးလိုက်ပါမယ်။ထောပတ်လေးရေပြောသားပြီဆိုရင်မောင်းနှစ်လေးကိုဖြည်းဖြည်းချင်းလောင်းထည့်ပေးလိုက်ပါမယ်ရှင်။မောင်းနှစ်လေးထည့်ပြီးပြီဆိုရင်အဖုံးလေးအုပ်ထားလိုက်ပါမယ်ရှင်။2မိနစ်လောက်နေရင်ဘိန်းစေးနဲ့အုံးသီးဆန်လေးဖြူပြီးအဖုံးလေးပြန်အုပ်ထားပေးပါ။အခုဆိုရင်ထောပတ်နဲ့မွမွေးလေးနဲ့ဖိမုံလေးစတင်ရရှိလာပါပြီ။အခုဆိုရင်ဘိမုံလေးရရှိပြီပဲဖြစ်ပါတယ်။အိုးအရာစားလို့ကောင်းတယ်ထောက်ပဖိမုံလေးပဲအိမ်မှာလည်းလှုပ်ဆိုင်ကြည့်ကြအောင်နော်အခုဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြချလို့အားလုံးကိုကျေးဇူးတင်ပါတယ်။အမြင်လေးကိုလည်း like and subscribe လေးလုပ်ထားပေးကြပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်။